မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဇန်နဝါရီ31ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မအခုပန်ကျေလာပါကခိုင်မြို့တွင်ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေကော်မတီမှဦးဆောင်လျက် Solar System အခြေခံပညာသင်ကြားပေးသည့်တင်တန်းပြုလုပ်ကြောင်းသိရပါသည်။တင်တန်းကိုလွန်ခဲ့သောဇန်နဝါရီ26ရက်နေ့မှစ၍ဖွင့်လှစ်ခဲ့တာဖြစ်ပြီးရှမ်းပြည်နယ်အတွင်းမှမြို့နယ်20ရှိလူငယ်21ယောက်လာရောက်တင်ယူခဲ့ကြကြောင်းလည်းသိရပါသည်။တင်တန်းတွင်ဆီယာချောင်းစုံလုံဒေမှ Basic Electricity Solar System Power Bank နှင့် Solar Power Station ပညာရပ်များကိုအဓိကထားတင်ကြားပေးပြီး Power Bank ကိုတော့ဈေးကွက်တွင်ရောင်းချနိုင်ရန်နှင့်ရှမ်းပြည်နယ်တွင်တိုက်ပွဲများဖြစ်နေတာကြောင့်လက်စစ်မီးမရတော့ဒေတာများတွင်အလဲတကူအတုံးပြုနိုင်ရန်ရည်ရွယ်လျက်တင်ကြားပေးကြောင်းလူငယ်အတွင်းရေးမှူးလူမုံတူအောင်လာပြပြချက်အရာတရားပါတယ်။ကိုခိုင်မြို့နယ်တွင်လွန်ခဲ့သောနေ့များတွင်လည်းရိုးရာတိခတ်မှုနှင့်ဆိုင်သည့်ပညာများလက်မှုပညာများတံပန်းနှင့်ပတ္တတိပညာများကိုနှစ်တိုင်းဆိုသလိုတင်ကြားပေးလေ့ရှိပြီး Solar System နှင့်ပတ္တတိပညာရပ်ကိုတော့ပထမဆုံးအကြိမ်ဖွင့်လှစ်တင်ကြားပေးတာဖြစ်ကြောင်းလည်းသိရပါတယ်။မြစ်ကျနမန္တလေးတွာလန်တွေမှာစစ်ကော်မရှင်တပ်ကဂီစခိုင်းကြကခီးတွားပြည်သူတွေကိုအတင်းအကျပ်စစ်ဆေးမင်းမြန်တွားတွေပြုလုပ်နေကြောင်းသိရပါတယ်။ဒေါ်လာဖြစ်တန်းခွင့်ကိုအချိန်ကတ်တက်ထားတာကြောင့်ပြည်သူတွင်ကုန်ပစ္စည်းတင်ကားတွေပြမိနေပြီးကုန်ပစ္စည်းတချို့မဝင်ပစ္စည်းတွေပြတ်တဲ့အခြေအနေအထိရောက်နေရကြောင်းအခုလိုအချိန်ကန့်တက်တွားလာခွင့်တွေကြောင့်ရင်မောင်းလျက်အတက်မေးပန်းကြောင်းပြုလုပ်တဲ့တူတွေအခက်အခဲရှိနေကြောင်းလည်းသိရပါတယ်။ခီးတွားပြည်သူတွေလည်းလမ်းမပြမိနေတာတွေလည်းရှိနေတာကြောင့်ကုန်တင်ကားတွေလည်းလမ်းခရီးမှာအချိန်ကြာတာတွေကြောင့်စားသောက်ကုန်တချို့ပစ္စည်းဆုံးရှုံးမှုတွေအများအပြားရှိကြောင်းလည်းသိရပါတယ်ရှင်။ KIA အနောက်တောင်ပိုင်းတိုင်းလေးဘူးကျေးရွာအတွင်းစစ်ကော်မရှင်တပ်မှဇန်နဝါရီ29ရက်နေ့မှာဂျက်ဖိုက်တာ2စင်းဖြင့်လေယာဉ်ပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ပုံကျဲတိုက်ခိုက်တာကြောင့်လေးဘူးကျေးရွာအတွင်းရှိပြည်သူ8ဦးသေဆုံးသွားပြီးကျန်2ဦးကထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ကြောင်းသိရပါတယ်။အဆိုပါကျေးရွာအနီးပတ်ဝန်းကျင်တွေမှာတိုက်ပွဲဖြစ်ပွားတာတွေမရှိပေမဲ့စစ်ကော်မရှင်တပ်မှအခုလိုလာရောက်ပုံကျဲတွားတာဖြစ်ကြောင်းလည်းသိရပါတယ်။နားဆင်ခဲ့ကြတော့ပြည်ပပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။